ကိုခက်ခဲရှာဖွေသိမ်းဆည်းထားတဲ့ဥစ္စာပစ္စည်းတွေကိုတခိုးတယောက်ကကိုမသိအောင်ယူလိုက်ယုံလေးနဲ့အဲ့ဒါကိုဟာမဟုတ်တော့ဘူးတခိုးဟာဖြစ်သွားတယ်ပိုင်ဆိုင်မှုမှာဘလောက်မသေးကြတဲ့သဘောလေးဆိုတာကိုတွေးရနော်ဖြစ်စည်းမဲ့အရာနဲ့တွေ့ရင်လွယ်လွယ်လေးပျက်စီးသွားတယ်ဒီနေရာမှာဦးဇင်းတို့ပေးတဲ့ပေါင်းတဲ့ကောင်တို့ဖြည့်ဆက်ပြီးတော့တွေးကြတခုကအများစုသောလူတွေဟာဥစ္စာပစ္စည်းပျက်စီးမှုနဲ့ပတ်သက်ပြီးတော့တွေးတဲ့နေရာမှာဥစ္စာပစ္စည်းကကိုယ့်ကိုစွန့်သွားမှာပဲပျက်စီးတာကိုတွေးမိကြတာများတယ်ကိုကဥစ္စာပစ္စည်းကိုစွန့်ပြီးတော့ပျက်စီးတဲ့အပိုင်းကျတော့တွေးမိတာနည်းတယ်သူတို့ကကိုယ့်ကိုစွန့်သွားလို့ပြည့်ရတာရဲ့ကိုကသူတို့ကိုစွန့်သွားလို့ပြည့်ရတာတကယ်တွေးကြည့်မယ်ဆိုလို့ရှိရင်အများစုသောဥစ္စာပစ္စည်းတွေပျက်စီးနေတာဟာသူတို့ကကိုယ့်ကိုစွန့်လို့ပျက်စီးသွားတာတဲ့ပိုင်ရှင်ကိုယ်တိုင်ကိုကသူတို့ကိုစွန့်သွားလို့ပျက်စီးရတာများပါတယ်